မျိုးသမီးငယ်လေးရဲ့ဇက်အောက်ခံအင်ကြီးအမှတ်မထင်ပေါ်သွားတာကိုမြင်လိုက်ရတဲ့အခါစာရေးဆရာဖြစ်သူအမျိုးသားဟာစိတ်ရိုင်းတွေဝင်လာခဲ့ပါတယ်။အဲ့ဒီမိန်းကလေးဟာစာရေးဆရာကခန့်အပ်ထားတဲ့လက်ထောက်ဖြစ်ပြီးသူတို့နှစ်ဦးဟာနေတိုင်းမိမိကက်ကက်အတူအလုပ်လုပ်ကြသူတွေပါ။စာရေးဆရာဟာသူမကိုသဘောကျနေပေမဲ့သူ့စိတ်ကိုသူထိန်းချုပ်ထားခဲ့ပါတယ်။ဒါပေမဲ့တနေ့မှာတော့စာရေးဆရာရဲ့ဇနီးဖြစ်သူကသမီးလေးကိုအပြင်ခေါ်သွားတာကြောင့်အိမ်မှာစာရေးဆရာနဲ့လက်ထောက်မိန်းကလေးနှစ်ယောက်တည်းကြံရစ်ခဲ့ပါတယ်။အလုပ်ဆက်လုပ်ကြချိန်မှာမိန်းကလေးရဲ့အဝိစားကအမှတ်မထင်ထပ်ပြီးဟသွားပြန်ပါတယ်။စာရေးဆရာဟာချက်ချင်းပဲမျက်နှာလွှဲလိုက်ပေမဲ့ခိုးကြည့်ဖို့ကြိုးစားနေခဲ့ပါတယ်။ဇညွန့်အကြောင်းဆွေးနွေးနေရင်မိန်းကလေးကသူမမှလည်းအလားတူအမာရွှေရှိကြောင်းပြောရင်းအင်ဂျီကိုဆွဲချပြလိုက်ရာသူမရဲ့ဖြူဖွေးတဲ့ပခုံးသားလေးပေါ်လာပါတယ်။စာရေးဆရာဟာစိတ်မထိန်နိုင်တော့ပဲသူမရဲ့ပခုံးကိုကင်ပြီးနမ်းဖို့ကြိုးစားခဲ့ပေမဲ့မိန်းကလေးကသူ့ကိုတိုးထုတ်လိုက်ပါတယ်။စာရေးဆရာလည်းဇဝေဇဝါဖြစ်သွားခဲ့ရပါတယ်။မိန်းကလေးဟာထိတ်လန့်တုန်လှုပ်ပြီးမိုယိုကာမိုက်ရဲ့အိမ်ကနေထွက်ပြေးသွားပါတယ်။အိမ်ပြန်ရောက်တဲ့အခါသူမရဲ့မိခင်ဖြစ်သူကအတင်းကျပ်မေးမြန်းတာကြောင့်အမှန်တိုင်းပြောပြလိုက်ပါတယ်။ဒါကိုသိလိုက်ရတဲ့မိခင်ဖြစ်သူဟာအယံဒေါသထွက်သွားပါတယ်။သူမရဲ့မိခင်ကကြက်ရှိနေတဲ့လစာငွေကိုရဖို့အတွက်ရှေ့နေစီခေါ်သွားပါတယ်။ဒါပေမဲ့အလုပ်ရှင်ကသူမကိုနှောက်ယှက်ခဲ့တယ်ဆိုတာသိလိုက်ရတဲ့ရှေ့နေကတွက်ချက်ကြည့်ပြီးရော်ကြီးငွေဒေါ်လာ230တူညအထိရနိုင်ကြောင်းပြောပါတယ်။မိန်းကလေးကတော့ကိစ္စကိုအကြီးအကျယ်မလုပ်ချင်ပါဘူး။ဒါပေမဲ့သူမရဲ့မိခင်ကတော့လောဘတက်သွားပြီးမိုက်ကိုတရားစွဲဖို့ဆုံးဖြတ်လိုက်ပါတယ်။မကြခင်မှာပဲတရားရုံးကတမန်စာရောက်လာခဲ့ပေမဲ့အဲ့ဒီစာကိုမိုက်ရဲ့ဇနီးကလက်ခံရရှိသွားပါတယ်။မိုက်ရဲ့ဇနီးဟာစိတ်ကြယောဂခံစားနေရသူဖြစ်ပြီးစိတ်တောက်ပြီးစိတ်ကိုထိန်းထားရသူပါ။ဒီစာကိုမြင်လိုက်တဲ့အခါသူမရဲ့ခင်မုန်းမှာဖောက်ပြန်နေတဲ့အရှုပ်တော်ပုံရှိတယ်လို့ထင်သွားပြီးစိတ်ဓာတ်တွေပြိုကွဲသွားပါတယ်။သမီးလေးကိုရေချိုးပေးနေရင်ကလေးကကြီးကျလာတဲ့အခါမှာတော့သူမဟာစိတ်မထိန်နိုင်ပဲသမီးလေးကိုမှားယွင်းတက်မိလိုက်ပါတယ်။သူမတတိပြန်ဝင်လာတဲ့အခါမှာတော့လောက်ရက်ကိုလက်မခံနိုင်ပဲဆေးတွေအများကြီးတောက်ပြီးကိုအဆုံးစီရင်လိုက်ပါတယ်။မိုက်အိမ်ကိုအပြေးလွှားပြန်ရောက်လာတဲ့အခါအသက်ငင်နေတဲ့ဇနီးတွေကိုတွေးလိုက်ရတယ်လို့စပွဲပေါ်ကတမန်စာကိုလည်းမြင်သွားပြီးအဖြစ်မှန်အားလုံးကိုနားလည်သွားပါတယ်။သမီးလေးကိုရှာတွေ့တဲ့အခါမှာတော့သူဟာကြေကွဲစွာငိုကြွေးပါတော့တယ်။တရားရုံးမှာစိစက်ညှိနှိုင်းတဲ့အခါမိန်းကလေးကစောင့်နေပါတယ်။မိုက်ဟာနောက်ကျမှရောက်လာပြီးဘာစကားမှမပြောဘဲချက်ချင်းပဲရော်ကြီးချက်လက်မှတ်ကိုထိုးပေးလိုက်ပါတယ်။မိန်းကလေးဟာအပြစ်ရှိတယ်လို့ခံစားရတာကြောင့်သူ့ကိုမကြည့်ရဲပဲခေါင်းငုံနေခဲ့ပါတယ်။မိခင်ဖြစ်သူနဲ့ရှေ့နေတို့ကဈေးစစ်ဖို့မျှော်လင့်ထားပေမဲ့မိုက်ကချက်ချင်းသဘောတူလိုက်တာကြောင့်မိန်းကလေးဟာစိတ်မသက်မသာဖြစ်နေပြီးတခုခုထူးခြားနေပြီလို့ခံစားနေရပါတယ်။ဒါပေမဲ့သူမရဲ့မိခင်ကတော့ဘာကိုမှဂရုမစိုက်ပဲရလာတဲ့ရော်ချင်းငွေနဲ့မိသားစုကိုကမ်းခြေမှာအပန်းဖြေဖို့ခေါ်သွားပါတယ်။မိန်းကလေးကတော့အတွေးများနေသေးပါ။သူမရေသွားယူတဲ့အချိန်မှာတော့မိုက်ကိုမထင်မှတ်ပဲပြန်တွေးလိုက်ရပါတော့တယ်